အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာရဲ့ YouTube channel လေးကနေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာနော်ဒီနေ့9ရက်5လ2025ဗုဒ္ဓနေ့မနက်အတွက်ဆရာကအကောင်းဆုံးအပိုင်ကဏ္ဍတွေကိုကြိုးစားပြီးတော့မျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆရာရဲ့စေတနာကိုအတိအမှတ်ပြုတဲ့ဆရာရဲ့စေတနာကိုလေးစားရဆိုရင်တော့ဆရာရဲ့ဒီ YouTube channel လေးကို subscribe လေးနှိပ်ခဲ့ပေးပါဗျာနော်ကဲဒါဆိုရင်တော့ဒီနေ့ဗုဒ္ဓနေ့မနက်အတွက်အကောင်းဆုံးအပိုင်ကဏ္ဍတွေကိုစတင်ပြီးတော့မျှဝေတင်ဆက်ပေးလိုက်ပါတယ်ဒီမနက်အတွက် hot take စီးအနေနဲ့ကတော့6ခွန်8 break အနေနဲ့ကခွန် break ပဲဖြစ်ပါတယ်เนาะခွန် break မှာမင်းရောပြီးတော့ကစားခြင်းနေဆိုရင်တော့9နှစ်4 3 80ကိုမင်းရောကွက်အနေနဲ့တင်ပြီးတော့ကစားလို့ရပါတယ်ဗျာเนาะကဲဆရာကထပ်မံပြီးတော့အဘမူလေးရဲ့လုံးဝပြတ်ပင်မရှိတဲ့အပိုင်ပတ်တီးတစ်လုံးကိုဆရာကမျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီအပိုင်ပတ်တီးကိုတော့ဆရာကပေါက်ပေးလေးနဲ့မျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဗျာနော်နေကုံစာအတွက်အပိုင်ပတ်တီးတစ်လုံးချပေးမယ်အပိုင်ပတ်တီးတစ်လုံးနဲ့တိုင်စီကငွေတွေကိုတင်းကျင်ပါတယ်ဆိုရင်တော့ဆရာစီကိုအမြန်ဆုံးလာခဲ့လိုက်ပါဆရာပေါ်ခရီးတည်နိုင်တဲ့သူဆရာပေါ်သစ္စာရှိတဲ့သူနော်ကနန်းကြပြီးတာနဲ့ငွေချက်ချင်းငွေ2000ကျော်ကိုချက်ချင်းကြော့ပေးနိုင်ပါတယ်ဆိုတဲ့သူတွေပဲဆရာစီကိုလာခဲ့ပြီပါဒီနေ့ပုံစံနဲ့မှာအပိုင်ပတ်တီးလုံးနဲ့အောင်ကိုအောင်မြင်စေရပါမယ်ဗျာနော်ပေါက်ပေးကတော့ပေါက်ပေး2000ကျော်ဖြစ်တယ်နော်ကဲဒါဆိုရင်တော့အဲ့လောက်ဆိုနားရမယ်ထင်တယ်နော်ကဲဒီမှာဆရာပြထားတဲ့နံပါတ်လေးကိုအမြန်ဆုံးဆက်သွယ်ပြီးတော့လာယူလိုက်ပါတကယ်ခရီးတည်ရတဲ့သူတွေပဲလာခဲ့ပြီပါနော်